ကျယ်စေကိုရောစိတ်ပါလမ်းပြကြည်နူးစေလလဘာတွေထပ်ခါရပါစေချစ်တော်မိတ်ဆွေဒီနေ့ကံကောင်းနိုင်ပါစေကျယ်စေကိုရောစိတ်ပါလမ်းပြကြည်နူးစေလလဘာတွေထပ်ခါရပါစေချစ်တော်မိတ်ဆွေဒီနေ့ကံကောင်းနိုင်ပါစေ
ဗတ္တနာပညောဘာသာဤတာရမိဖြစ်တော်မူသော BAMA ဘုရစိတ်ရရှိတော်မူသည့်အရှင်ကာရုညအားဂုဏ်ပြုပူဇော်ပွဲကျင်းပရာခုနပူဇာအလူတော်မင်္ဂလာအကျိုးဖြင့်ဆင်ကျင်းပပြုလုပ်အပ်သည့်ဤယနေ့ညတတိယညဓမ္မသဘင်ဝဲဓမ္မပူဇာနှင့်တကဝအာဟာရဒါနတို့အကျိုးဝေလူတန်းကြောင့်ဖြစ်သောဒါနကောင်းမှုကုသိုလ်ကံစေရနာဆောက်ပြီးတန်းဖြစ်သောသီလကုသိုလ်ကံစေရနာတရားတော်ကိုယုံကြည်စွာနာယူမှတ်သားကြောင့်ဖြစ်တဲ့ဓမ္မသမဏကောင်းမှုကုသိုလ်ကံစေရနာဤတရားဝေဤအလူဝဲဖြစ်မြောက်အောင်အဘဘမဆောင်ရွက်ကြရတဲ့ဝေယဝိဇ္ဇကောင်းမှုကုသိုလ်ကံစေရနာပြပြတို့ကြောင့်ဒေနာကတေကမပန်သူတော်ကောင်းတို့သည်အနိဋ္ဌဘိဒံယမခတိဘဝဘဝတွင်ကင်းလို့ညဉ့်ညကုန်သည်သာလည်းဖြစ်ပြီးမိမိတို့သည်အလိုမရှိမနစ်သက်အပ်သောဘေးပေါင်းရန်ပေါင်းအန္တရာယ်ပေါင်းယောဂပေါင်းတို့သည်ကင်းစင်လွင်မြောက်မကြမရောက်တဲ့ရကုန်သည်ဖြစ်၍မိမိတို့သည်အလိုရှိအမြတ်တို့အပ်သည့်လောကီချမ်းသာလောကုတ္တရာချမ်းသာပြပြတို့နှင့်ဘဝစတိုင်းပြည့်စုံကြပြီးလျင်အဇုဘဝနောက်ကလာနိုင်ပေယမေဇေကဗုဒ္ဓရိယသူတော်စွာတို့ကိယောင်းဝေလျောစံပြောရပြည်သည်ပါအတေကတတဲ့မြတ်လာစွာသောနိဗ္ဗာန်ရွှေပြည်မြတ်သောမတရားဘုဒ္ဓယမညံဘုညံမြတ်လင်မြန်စွာစွာရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်ကြသည်ဖြစ်စေမယံပတိဘာဟောတုဣဒံမေတိလံနိဗ္ဗာနတပိစေယောဟောတုအပမတိနတံပါတိထာဒီလူမြတ်ကြီးဖေဟာတပည့်တော်တန်စီလေးမှာတရားတောင်းဝင်ပြုပါရဲ့ခြေစုံဥခိုက်လျှောက်ထားအပ်ပါလိဖေဟာဤနာဝါဂီတာဘာတာယတာရဝနိယဣမံလောကဥပါကာတိတံနောခေတိတုမုတ်တိယ